လူတွေကလည်းအဲ့လိုပါပဲပြင်ပုံတံတမ်းပဲကြည့်ပြီးတော့စိတ်တက်ချင်းမတူတာတံမိုးထားချင်းမတူဘူးဆိုရင်အဲ့ဒီလူနှစ်ယောက်ကချေးဆက်လို့မရတယ်လို့သူတို့ရဲ့ဆက်ဆက်ရေးပါလေအဲ့နေရာမှာပဲရစ်တက်နေမှာပဲလေဒီနေ့ကတော့ကျမတို့တွေသိမစင်စားမိတဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြရှင်လို့လာခဲ့လိုက်တာဖြစ်ပါတယ်ရှင်အဲ့ဒီအကြောင်းတရားကတော့ဗာလဲဆိုတော့အလားတရားပေါ့နော်ကျမတို့တွေကမန်ထဲမှာကြီးတဲ့အလားတရားမဟုတ်ဘဲနဲ့ဘလူတွေကိုအလားတရားလို့ခေါ်တာလဲဆိုပြီးတော့ကျမကအဲ့ဒီအကြောင်းကိုပြောပြရှင်လို့လာခဲ့တာဖြစ်ပါတယ်။ဘာလို့ကျမကအလားတရားအကြောင်းပြောရလဲဆိုတော့အခုခေတ်လူငယ်တော်တော်များများကပေါ့နော်။အလားတရားနဲ့ပတ်သက်ပြီးတော့ခေတ်စားလာတယ်။ပြီးတော့အလားပါနဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့ခိမီတိုးတက်လာတာကိုတွေ့ရတယ်ပေါ့နော်။အဲ့ဒီဟာအဲမှာမှမန်နဲ့မြင်ရတဲ့ကိုယ့်ရဲ့အလားတရားအကြောင်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိတဲ့အလားတရားအကြောင်းကိုကျမကပြောပြသွားမှာဖြစ်ပါတယ်။ကဲပြောရရင်လေကျမတို့တွေမြင်ရတဲ့အလားတရားကတခုခုမှနေတယ်လို့ပဲနော်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်လေကျမတို့တည်တဲ့သူပဲဖြစ်ဖြစ်ကျမတို့တငယ်ချင်းပေါင်းသိတဲ့ဖြစ်ဖြစ်သူလေးကသဘောကောင်းလိုက်တာသူလေးကစိတ်ထားကောင်းလိုက်တာဆိုပြီးတော့ပြောမိတဲ့အချိန်ဘယ်ချိန်ဘယ်နှခါရှိဘူးလဲ။သိမရှိဘူးမလား။ဒါပေမဲ့သူကချောလိုက်တာသူကခန်းလိုက်တာဆိုပြီးတော့အဲ့လိုစကားလုံးတွေကြတော့မကြာခဏကြားဘူးတယ်မကြာခဏမြင်ဘူးတယ်ဟုတ်တယ်ဟုတ်သတိထားမိမလားတော့မသိဘူးအခုကျမတို့နေတဲ့ဒီကဘာကြီးမှာပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ခင်းနေအကြီးတိုးတက်လာတဲ့နဲ့အမျှကိုယ့်ရဲ့အပြင်ပန်းပုံတံကိုပို့ပြီးတော့ပြုပြင်လာကြတယ်ပို့ပြီးတော့ခစ်စားလာကြတယ်အဲ့ဒါကြောင့်မလို့တချို့တွေဆိုရင်အချိန်နဲ့ငွေတွေကုန်ခံပြီးတော့အများကြီးဝယ်လာကြတယ်အများကြီးပြင်ဆင်လာကြတယ်ပေါ့နော်ပြင်ဘက်ကပုံသဏ္ဍာန်ကိုလိုက်စားရင်းနဲ့ပဲကိုယ့်ရဲ့အတွင်းစိတ်ကဘယ်လိုမျိုးပြုပြင်ပြောင်းလဲရမလဲလားပေါ့အောင်ထိန်သိမ်းရမလဲဆိုတာကိုသိပြီးတော့အလေးမထားကြတော့ဘူးကျမဒီလိုပြောလိုက်လို့ရုပ်ရည်ဆိုတာလည်းရည်ကြီးတာပဲလေဟုတ်တာပေါ့ရုပ်ရည်ကတိတ်ကိုရည်ကြီးတာပေါ့ခုခေတ်နေနေဆိုရင်ပိုတော့စိုးတည်ပေါ့နော်ဒါပေမဲ့ရုပ်ရည်တစ်ခုထဲမှာပဲမူတည်ပြီးတော့အကုန်လုံးပုံအော်ထားလို့မရဘူးလေဟုတ်တယ်မလားနောက်တစ်ခုမှတစ်ခုပေးရလို့ရှင်ကိုကကားတစ်စီးဝယ်လိုက်တဲ့ထားလိုက်ပါတော့ကားတစ်စီးကအရန်လာတယ်ဒါပေမဲ့သူ့မှာအင်ဂျင်မရှိဘူးဘာလို့မလဲအလကားပဲလေဟုတ်တယ်မလားထိုင်ကြည့်နေအောင်ပဲလေဘယ်မှသုံးစားလို့မရအောင်မောင်းလို့လည်းမရအောင်ဘယ်နေရာမှမရွေးဘူးလေဘာဖြစ်လဲသူ့မှာအင်ဂျင်မှမရှိတာလူတွေကလည်းအဲ့လိုပါပဲပြင်ပုံတံတမ်းပဲကြည့်ပြီးတော့စိတ်တက်ချင်းမတူတာတံမိုးထားချင်းမတူဘူးဆိုရင်အဲ့ဒီလူနှစ်ယောက်ကချေးဆက်လို့မရတယ်လို့သူတို့ရဲ့ဆက်ဆက်ရေးပါလေအဲ့နေရာမှာပဲရစ်တက်နေမှာပဲလေဒါကြောင့်မလို့အပြင်ပန်းရဲ့အလားတရားကဘယ်လိုပြောမလဲဆိုတော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်လောက်ပဲရှိပြီးတော့ဒါပေမဲ့ကျမတို့ရဲ့တကယ်အတွင်းစိတ် interview တွေကတော့ကျမတို့ရဲ့နှလုံးသားတဲ့ကျမတို့ရဲ့စိတ်ဝိညာဉ်တွေကိုနိုင်ရှိုင်းနဲ့တကယ်တန်ဖိုးရှိတဲ့လတရားတကယ်ကိုရှားပါပြီးတော့တန်ဖိုးရှိတဲ့အရာတစ်ခုဆိုတာကျမတို့မှတ်ထားရမှာပါအလုံးတည်ကြတဲ့အတိုင်းပဲလေအသက်ကြီးလာတဲ့အခါရုပ်ပိုင်းဆိုင်ရာပြင်ပန်းရုပ်ပိုင်းဆိုင်ရာတွေကတဖြည်းဖြည်းနဲ့အိုမင်းရွယ်လာမယ်ရုပ်ဆိုးလာမယ်ဆိုတာအလုံးတည်ကြတဲ့အတိုင်းပဲဒါပေမဲ့ကျမတို့ရဲ့အတွင်းစိတ်ကတော့ဘယ်တော့မှအိုဟောင်းမသွားသလိုဘယ်တော့မှလည်းပျက်စီးမသွားပါဘူးဒါကထောင်ရလပနေတဲ့အမှန်တရားဆိုတာကျမပြောပြရှင်ပါတယ်အသက်အရွယ်ရလာတာနဲ့အများအပြင်ပန်းတဏ္ဍာန်တွေကပြောင်းလဲသွားတာပဲလေဒါကိုကျမတို့ကသိထားဖို့လိုတယ်လို့ရှိရင်ကိုယ့်ရဲ့စိတ်ထားကိုယ့်ရဲ့ကျင်နာမှုကိုယ့်ရဲ့ဂရုဏာမှုကိုယ့်ရဲ့မေတ္တာတရားတွေကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်သလိုဘယ်အသက်အရွယ်မရွေးအမြဲတမ်းတည်မြဲနေမှာပါပြီးလို့ရှိရင်ဒါကပဲကိုယ့်ရဲ့တန်ဖိုးဆိုတာကိုတည်ထားရမယ်နော်ကိုယ့်ရဲ့စိတ်ထားကိုတည်ဆောက်ဖို့ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အရာကဘယ်အရာထမှပိုရေးမကြည့်ဘူးလေခွဲစိတ်ပြီးရုပ်ရည်ကိုပြုပြင်လို့ရပေမဲ့စိတ်ထားကောင်းစိတ်တဘောထားမှန်ဆိုတာကဘယ်အရာနဲ့မှဝယ်လို့မရဘူးလေပြီးတော့အပြင်ပန်းအလားနဲ့ကတော့လူတော်တော်များများကိုဆွဲဆောင်နိုင်ပါလိမ့်မယ်ကိုယ့်ရဲ့နားမှာမြဲနေအောင်ကိုယ့်ရဲ့ဘေးမှာရှိနေအောင်ဆိုတဲ့အရာတွေကတော့ကိုယ့်ရဲ့စိတ်ထားကိုယ့်ရဲ့တဘောထားကောင်းကိုယ့်ရဲ့အတွင်းစိတ်အလားတရားနဲ့ပဲရတာပါဒါကြောင့်မလို့
ဒီနေ့ကစပြီးဘသူကိုပဲဖြစ်လာတယ်လို့ပြောချင်ရင်သူတို့ရဲ့စိတ်ထားရဲ့နှွေးထွေးမှုပြီးလို့ရှိရင်ရိုးသားမှုတွေအတွက်ပြောပေးတာကကျမတို့အတွက်အကောင်းဆုံးပါပြီးလို့ရှိရင်ကျမအရင်ကဗီဒီယိုလည်းပြောခဲ့ပွေလေနော်habit ဆိုတာကကိုတက်တယ်ဆိုတဲ့သဘောလေးနော်ဒီလိုပါပဲဘေးနားမှာစိတ်ထားပြေးသွားတဲ့သူစိတ်ထားနှွေးထွေးတဲ့သူတွေကျမတို့ဘေးနားမှာဝိုင်းရံထားတယ်ဆိုရင်ကျမတို့ကိုယ်တိုင်လည်းအလုပ်လိုဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျမပြောပြရှင်တဲ့ message ကတော့တကယ်လားတရားဆိုတာကိုယ့်ရဲ့မျက်စိရှိမှမြင်ရတဲ့အရာထက်မြင်ရတဲ့အသားရည်ထက်ပိုပြီးတော့နဲ့နေပါတယ်ကိုမိခွန်းတစ်ချက်လောက်မြင်ကြည့်လေကိုကဘယ်လိုအလားတရားမျိုးနဲ့ရှင်သက်နေလဲပြီးလို့ရှိရင်ဘယ်လိုအလားတရားမျိုးရှိအောင်ဒီဆောင်မလဲဆိုတာကိုပေါ့အောက်က comment ထဲမှာဖြစ်သွားပြီလို့ရပါတယ်ချင်းနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင် bye bye